မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်ပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီကဒရုန်းဘုံတွေကိုအသုံးပြုပြီးအရက်သားကျေးရွာတွေကိုဗုံးကျဲတိုက်ခိုက်တဲ့အတွက်ကျေးရွာတွေဟာစက်တိုက်ဆိုသလိုမိလောင်မှုတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်မလ10ရက်နေ့ကကြောက်ဖြူမြို့နယ်ထဲကကတ်တပြေကျေးရွာကိုဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့လို့ကျေးရွာသားတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်20ထက်မနည်းမိလောင်ပျက်စီးခဲ့တယ်လို့ကြောက်ဖြူဒေသခံတယောက်ကပြောပါတယ်တနေ့တည်းမှာပဲကြောက်ဖြူမြို့နယ်ထဲကစနဲစေုံကိုအသေးခံဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စေုံခွဲခန်းတွေမှာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဟာကြောက်ဖြူတိုက်ပွဲမှာတညဝရီရဲတပ်ဌာနချုပ်ကနေဒရုန်းတွေနဲ့ကျေးရွာတွေကိုဗုံးကျဲတိုက်ခိုက်နေတာကြောင့်မလအတွင်းကျေးရွာ300အထိမိလောင်ခဲ့ပြီးနေအိမ်200ကျော်အထိမိလောင်ပျက်စီးခဲ့တယ်လို့နောက်ထပ်ကြောက်ဖြူဒေသခံတယောက်ကပြောပါတယ်ကြောက်ဖြူမြို့နယ်မှာဖေဖော်ဝါရီလ20ရက်နောက်ပိုင်းကတည်းကစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့အကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပြီးစစ်ကောင်စီကဒရုန်းကိုအဓိကသုံးပြီးခုခံတိုက်ခိုက်လာတာလည်းဖြစ်ပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးတောင်ပိုင်းစံကားအင်းမှာဆက်လေမောင်းနှင်ခွင့်ကိုပြည်သူစစ်ကပိတ်ပင်လိုက်တဲ့အတွက်ကုန်စည်သက်ဆောင်မှုအတွက်ခက်ခဲဖြစ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်ဇန်နဝါရီလကတည်းကစတင်ပိတ်ပင်တာဖြစ်ပြီးစက်ပါတဲ့လှေအကုန်လုံးကိုမောင်းနှင်ခြင်းခွင့်မပြုတော့တာဖြစ်ပြီးစက်မပါတဲ့လှေအသေးကိုသာစီးခွင့်ပြုတယ်လို့ဆိုပါတယ်တိုက်ပွဲစဖြစ်ကတည်းကပေးမောင်းတာဖြစ်ပြီးဆက်လေမမောင်းရတဲ့အတွက်ဆန်တွေနဲ့ပစ္စည်းတွေတဲရခတ်နေကမောင်းနှင်ခွင့်ပြုတဲ့လှေငယ်တစ်စီးကိုလည်းတယောက်သာစီးခွင့်ပြုတယ်လို့ဒေသခံကပြောပါတယ်ဖေဖော်ဝါရီလဒုတိယပတ်မှာဆက်လေမောင်းတဲ့ဒေသခံကိုတနက်နဲ့လိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်ဆက်လေမောင်းတဲ့အချိန်တနက်နဲ့လိုက်ပစ်တဲ့အတွက်နောက်ပိုင်းမှာဘယ်သူမှမမောင်းရတော့ပဲစက်မပါတဲ့လှေနဲ့ပဲသွားကြရတဲ့အတွက်အချိန်ကြာတယ်လို့နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်စံကားဒေသကကျေးရွာ20ကျော်ဟာရေလန်းကိုသာအဓိကအသုံးပြုနေရတာဖြစ်ပြီးတိုက်ပွဲတွေကြောင့်ဒေသခံ9000ကျော်ဘေးကင်းရာကိုတိမ်းရှောင်နေကြရပါတယ်ရှင်ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့စစ်ကောင်စီတပ်ကတံမြန်ထိုးစစ်ဆင်လာလို့တွင်းငယ်ရွာနဲ့တပိတ်ချင်း9မိုင်ရွာအကြားကနေရာတွေမှာတိုက်ပွဲပြစ်ထက်နေတာ10ရက်ဝန်းကျင်ရှိလာပြီလို့စစ်ရေးသတင်းရင်းမြစ်တွေနဲ့တာဝန်ရှိသူတွေကပြောပါတယ်စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်တော်လိုင်းပူပေါင်းတပ်တွေကမန္တလေးမြစ်ကြီးနားလမ်းပေါ်ကတွင်းငယ်ရွာကို2024ခုနှစ်ဩဂတ်လ18ရက်မှာထိန်းချုပ်လိုက်တယ်လို့တပိတ်ချင်းမြို့ကိုတော့ဩဂတ်လ25ရက်မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တပိတ်ချင်းမြို့နယ်တွင်းငယ်ရွာနားမှာရှိတဲ့အမတ်73တမ်းမြင့်လေ့ကျင့်ရေးကျောင်းတတက73ခုနမိုင်ရွာနားမှာရှိတဲ့စခတာ2စစ်အခြေခံလေ့ကျင့်တပ်နဲ့ကြောက်ကြီးရွာကနေပညာတပ်တွေကြန့်ရှိနေသေးတာဖြစ်ပါတယ်။စစ်ကောင်စီကဟုတ်တယ်ဗျပြန်ပြီးတော့မှသူတို့ထိုးစစ်ပေါ်တော့ပြန်ဆင်နေတဲ့အနေအထားရှိတယ်သူတို့ပြန်ထိုးစစ်ပြန်ပြီးကစားလာတာကအဲ့တော့ဖေဖော်ဝါရီလကနေလက်ရှိချိန်နဲ့ဒီသူတို့ဒီထိုးစစ်ကစနေရပေါ့ရင်ဒီဘက်က drone နဲ့ကောင်းကောင်းလုပ်ငန်းအသုံးပြုနေရတယ်ရှိတယ်နော်သူတို့ထိုးစစ်ကတပြိုင်တည်းထိုးရလို့ကျွန်တော်တို့သုံးသပ်လို့ရမယ်ဗျအဲ့3နေရာလုံးပေါ့နော်9မိုင်ရောကြောက်ကြီးရော73ပေါ့နော်ဒီပညာsorry တနက်က73ပေါ့3နေရာလုံးကတပြိုင်တည်းထိုးစစ်နေလို့တော့မှကျွန်တော်တို့သုံးသပ်ပါတယ်တွင်းငွေရွာကိုတော့စစ်တပ်ကပြီးခဲ့တဲ့ဒီဇင်ဘာလမှာပြန်လည်ထိန်းချုပ်ထားနိုင်ပြီးလက်ရှိအခြေအနေကတော့မီတာ90လောက်အကွာမှာနှစ်ဖက်တပ်တွေစိုင်ထားတဲ့အခြေအနေဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်စစ်တပ်ကတပ်စခန်းတွေအလုံးကိုလေကြောင်းကနေရိတ်ခါလက်နက်စစ်ရင်အားတွေဖြစ်တင်းနေခဲ့ပြီးဖေဖိုင်လာကွန်ကစလို့ဝိုင်းပိတ်ခံရတဲ့တပ်စခန်းတွေကနေထွက်ခွာဖို့အတွက်တံပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။တပိတ်ချင်းမှာလှုပ်ရှားနေတဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တာဝန်ရှိသူရဲ့စာနဲ့ပြောပြချက်ကို DVB သတင်းတောက်ကအတန်အစားထိုးဖတ်ပြထားပါတယ်။ခုနှစ်မိုင်မှာတိုက်ပွဲနေတိုင်းလို့ဖြစ်နေရလို့ကြားရပါတယ်။စကားဆရဲ့ drone 3စီးလောက်ကိုဖျက်ချနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။အရေးကြီးရဲ့ point တွေမှာဆိုအပြန်အလှန်ပြန်သိမ်းတဲ့အချိန်တွေမှာတိုက်ပွဲတွေပြင်းထန်ကြတယ်။ခုနှစ်မိုင်ဘက်ကလောလောဆယ်ပိုပြင်းထန်နေတယ်။တွင်းငယ်ဘက်ကလည်းပြင်းထန်တဲ့ရက်တွေလည်းရှိပါတယ်။စကားဆတွေကနားလိုက်တိုက်လိုက်ခဲရဲနေပြန်ပြေးလိုက်လာတိုက်လိုက်နေပဲ။ drone ဘုံသီးက9ပေါင်ဒီနွေးတက်ဘူးအကြီးတစ်လုံးစာလောက်ကြီးတဲ့ဘုံတွေပေါ့။အခုလိုမျိုးလက်နက်ကြီးတွေ drone တွေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တွင်းငယ်ရွာပါဝင်းကြောက်ဖြာကြောက်ဦးပန်းပင်မတ်တော်မူစပယ်နကူရင်းညာဦး4မိုင်6မိုင်9မိုင်ဝန်းကျင်တွေမှာရှိကြတဲ့ဒေသခံတောင်းနဲ့ချီထွက်ပြေးနေရတာ8လဝန်းကျင်ကြာမြင့်လာပါပြီ။
2014တကောင်စင်းအရလူဦးရေ1000နီးပါးနေထိုင်ကြတဲ့တွင်းငယ်ရွာမှာတော့စစ်ကောင်စီတပ်တွေပြန်ရပြီးနောက်ပြစ်ကွင်းရှင်းဖို့ဆိုပြီးနေအိမ်တွေကိုမိရှုတာကြောင့်ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ရပါတယ်ကျွန်တော်စိုးသူအောင်ပါအာဂျင်တီးနားစိတ်ကမ်းမြို့ဘာဟီယာဘလန်ကာမှာမလ9ရက်တောက်ကြနေကဝင်ရောက်တိုက်ခတ်ခဲ့တဲ့ကတ်ဆိုးမုန်တိုင်းတစ်ခုကြောင့်အနည်းဆုံးလူ16ဦးထပ်မံသေဆုံးပြီးမြို့ရဲ့40ရာခိုင်နှုန်းမှာလျှက်စစ်နဲ့ရေပြတ်တောက်နေတယ်လို့ပြည်တွင်းမီဒီယာတွေကမလ10ရက်တနင်္လာနေ့မှာသတင်းပေးပို့ထားပါတယ်။ဒေသရင်းမှာမိုးရေ400မီလီမီတာကျော်ရွာချခဲ့ကြောင်းဒေသအာဏာပိုင်တွေအတည်ပြုခဲ့ပြီးနေထိုင်သူ1443ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။လူရောက်100ကျော်ပျောက်ဆုံးနေကြောင်းသတင်းရရှိထားလို့အရေးပေါ်ရှာဖွေရေးတွေလှုပ်ဆောင်နေပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းဆက်လက်လှုပ်ဆောင်နေပါတယ်။တဘာဝဘေးအန္တရာယ်ကိုတုံ့ပြန်တဲ့အနေနဲ့အာဂျင်တီးနားအစိုးရဟာ3ရက်ကြာနိုင်ငံတော်ဝန်ထမ်းချင်းအထိမ်းအမှတ်အဖြစ်ကြေညာပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုချက်ချင်းပံ့ပိုးပေးဖို့အရေးပေါ်အကူအညီအတွက်ပီဆို10ဘီလီယံခန့်မှန်းခြေအမေရိကန်ဒေါ်လာ9.4 သန်းပေးအပ်ခဲ့ပါတယ်။ဘာဟီယာဘလန်ကာမြို့တော်ဝန်ကပျက်စီးဆုံးရှုံးမှုအတိုင်းအတာကိုမိန့်ခွန်းပြောကြားခဲ့ပြီးပြည်내တိဆောက်ရေးကုန်ကျစရိတ်ဟာပီဆို400ဘီလီယံအမေရိကန်ဒေါ်လာ385သန်းကျော်လွန်မယ်လို့ခန့်မှန်းထားပါတယ်ရှင်။ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချိုချိုဆမ်းပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်